အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်နေပြည်တော်ကိုအလုပ်ကိစ္စနဲ့တွားရင်းနဲ့အပြန်မှာနေပြည်တော်ကနေရန်ကုန်ကို DMU ရထားစီးပြီးတော့ရန်ခဲ့ပါတယ်အရင်ကနေပြည်တော်ကနေရန်ကုန်ကိုကားပဲစီးပြီးပြန်နေကြပါဒါပေမဲ့ဒီနေ့ကတော့သူများတွေလိုပဲခစ်မိသွားအောင်လို့ရထားစီးပြီးပြန်ကြည့်မှာဖြစ်ပါတယ်နေပြည်တော်ကနေရန်ကုန်ကို DMU ထားကဒီနေ့ကို2စီးထွက်ပါတယ်ပထမတစ်စီးကမနက်7:00နာရီအချိန်မှာထွက်ပြီးတော့ဒုတိယတစ်စီးကတော့နေ့လယ်12:00နာရီမှာထွက်ပါတယ်ကျွန်တော်ကမနက်အစောဆိုအေးပြက်မှာစိုးတာကြောင့်နေ့လယ်12:00နာရီရထားနဲ့ပဲလက်မှတ်ဖြတ်ပြီးတော့ရန်ခဲ့ပါတယ်ရထားလက်မှတ်ဈေးနှုန်းကတော့ပထမတန်းက19,000ဖြစ်ပြီးတော့အထူးတန်းကတော့29,000ဖြစ်ပါတယ်ရထားလက်မှတ်ကလည်း3ရက်စာကြိုပြီးတော့ရောင်းပေးပါတယ်ဒါပေမဲ့ရထားလက်မှတ်ဝယ်တဲ့အခါမှာမှတ်ပုံတင်တော့လိုပါလေနေပြည်တော်ဘူတာတော့ရောက်ပါပြီဘူတာမှာတော့ရထားထွက်ချိန်ပြီးလို့လားမသိဘူးလူတွေကတော့များပါတယ်ဒါကတော့ရထားလက်မှတ်ချက်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့ရောက်တာက17:30မှာရောက်သွားပြီမဲ့ရထားပေါ်တော့တက်လို့မရသေးပါဘူးရထားတော့ကို15မိနစ်လောက်မှပဲရထားပေါ်ကိုတက်ခွင့်ပေးပါတယ်ဒီရထားကကျွန်တော်တို့ငယ်ငယ်ကစီးခဲ့တဲ့ရထားနဲ့လုံးဝမတူပါဘူးတကယ်ကိုမိုက်ပါတယ်ထိုင်ကုန်တွေကလည်းကောင်းသလိုအဲကုန်းကလည်းလုံးဝကိုအေးစိမ်နေတာပါပဲရာစတင်တော့ပါရဲ့ဘာများပိတ်ပြီးယူရတဲ့ဖြစ်ဘာနည်းတွေညနေရေးပြကြပါရဲ့စိတ်တရဲ့ခါပါတယ်ကျေးဇူးတင်ပါတယ်ရထားစပြီးတော့ထွက်ပါပြီဒီရထားကနေပြည်တော်ကနေရန်ကုန်ကို9နာရီခွဲအတွင်းအရောက်မောင်းတာဖြစ်လို့လမ်းမှာရှိတဲ့ဘူတာတိုင်းကိုမရက်ပါဘူးသူရက်တဲ့ဘူတာတွေကပြမနာဘူတာတောင်ငူဘူတာဖြူးဘူတာပဲခူးဘူတာနဲ့တိုးကြောင်လေးဘူတာတွေမှာပဲရက်ပါတယ်
မြေပြည်တော်ကနေထွက်ပြီး45မိနစ်လောက်အကြာမှာတော့ဒီရထားပေါ်မှာပါတဲ့ဝန်ထမ်းတွေကအစားအသောက်တွေကိုလိုက်လံပြီးတော့ရောင်းချပေးပါတယ်။ရောင်းချပေးရတွေကလည်းဈေးနှုန်းကမများတဲ့အတွက်ဝယ်ယူစားတော့ရတာအဆင်ပြေပါတယ်။ independent တွေဆိုတာကဒီမှာပေါင်းကြည့်တယ်
ထားဘော်ကတန်နေတာကလည်းတန်ချင်းမှုရှိရဲ့အပြင်စနစ်လည်းအရန်ကျပါတယ်ဒါယထာဘော်မှာအမိုက်တရိုက်ကိုစနစ်ကျစွန့်နေတဲ့အတွက်အမိုက်3လဲပါရှိလို့အမိုက်ကိုဒိုက်လန်ရှင်းနေပေးတဲ့ဝန်ထမ်းလဲပါရှိတော့ကိုတွေ့ရပါတယ်ကျွန်တော်တို့စီးလာတဲ့ယထာကညနေ9:30မှာရန်ကုန်ဘူရာကြီးကိုရောက်တာဖြစ်လို့ယထာထွက်ကချိန်နဲ့ရောက်ရှိချိန်ဟာအချိန်မှန်တယ်လို့ပြောလို့ရပါတယ်ဘူရာကြီးကိုရောက်တဲ့အခါမှာတော့သတ်မှတ်ထားတဲ့ဂိတ်ကနေပဲချက်ရပါတယ်အဲ့ဒီနေရာမှာတော့လုံခြုံရေးအရာစစ်ဆေးမှုတွေလုပ်တာရှိပါတယ်ဘာပဲဖြစ်ဖြစ်နေပြည်တော်ကနေရန်ကုန်ကိုယထာစီးပြီးပြန်ခဲ့တဲ့ကျွန်တော်တို့အတွက်အတွေ့အကြုံအသစ်တစ်ခုရခဲ့သလိုမိယထာစီးရတာကအချိန်ပေးနိုင်မယ်ဆိုရင်ကားစီးရတဲ့အများကြီးတက်တောင့်တက်တာဖြစ်တာကိုလည်းတွေ့ရပါတယ်
ဒါကြောင့်မိတ်ဆွေတို့လည်းအချိန်ပေးနိုင်မယ်ဆိုရင် GMU ရထားစီးပြီးတော့ကြီးထွက်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ